အားလုံးပဲမင်္ဂလာပါတွေ့ရတာအရင်ပဲဝမ်းသာပါတယ်ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီကနေ့ကျမတို့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာအတူဆုံခွင့်ရတာဖြစ်တယ်အထူးသဖြင့်ကျမတို့ညီအမ2ယောက်ဒီဆရာတို့ဆရာမတို့ဒီအသင်းသူအသင်းသားတွေနဲ့အတူတူဗိမာန်တော်ထဲမှာအတူတကွဖခင်ကိုဝတ်ပြုခွင့်ရတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကိုလက်ခံလာရောက်မယ်လို့ပြောတဲ့အခါမှာပေါ့နော်လက်ခံပေးတယ်အဖသင်းဦးဆရာတော်နဲ့အတူဆရာဆရာမများအမှုတော်ဆောင်များအသင်းသူအသင်းသားများအားလုံးကိုကျေးဇူးတင်ကြောင်းရှေးဥစွာပြောကြားလိုပါတယ်။ဒါကကျမတို့ကိုဒီမှာလာတာကတော့စူပါစာအုပ်ရဲ့လုပ်ငန်းအနေနဲ့တင်ဆက်ဖို့ရန်နဲ့အတူကျမတို့တွေဒီမှာရှိနေသောယုံကြည်သူသားသမီးတွေနဲ့အတူဆူတောင်းခြင်းအားဖြင့်ပေးဝေခြင်းအားဖြင့်ကျမတို့ဖခင်ရဲ့အမှုတော်သာသနာလုပ်ငန်းကိုမြန်မာနိုင်ငံမှာကျေပြန့်စွာလှုပ်ဆောင်နိုင်ဖို့ရန်အတွက်လက်တွဲဖို့အတွက်ဖြစ်ပါတယ်။ဒီလိုပဲပေါ့နော်ဒီအချိန်မှာနှုတ်ကပတ်တော်ကိုဝင်ငှခွင့်ပေးတဲ့အတွက်ကြောင့်မလို့လဲကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကကျွန်တော်ရဲ့အသက်တာထဲမှာပြန်ပြီးတော့မှကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမအနေနဲ့ပေါ့ပြောစရာလေးတစ်ခုရှိတယ်ပေါ့နော်ဒီအခြေအနေဒီခေတ်ထဲမှာအသက်ရှင်ရတဲ့အချိန်မှာပေါ့နော်လူသားတယောက်အနေနဲ့ဘာတွေကြုံတွေ့ရတတ်လဲကြုံတွေ့နေရတဲ့အရာတွေတော့အမျိုးမျိုးရှိမှာပဲသို့တော့အထူးသဖြင့်ကျမတို့ကြုံတွေ့နေရတဲ့အရာရင်ဆိုင်နေရတဲ့အရာကဘာလဲပေါ့နော်ဒါကကျမအတွက်ကပေါ့ဘာတွေရင်ဆိုင်နေရလဲဆိုလို့ရှိရင်အထူးသဖြင့်ပူလောင်ခြင်းဖြစ်ပါတယ်ဆိုတော့ကကျမတို့ရဲ့အသက်တာထဲမှာနေ့စဉ်နဲ့အမျှဘာတွေခံစားရလဲဆိုတော့ပူလောင်ခြင်းတွေခံစားရတယ်ကျမကိုကန့်ကွက်မဲ့လူရှိမလားမသိဘူးဒါတချို့လူတွေကတော့ငြိမ်ငြိမ်ချမ်းချမ်းနဲ့ပဲပေါ့နော်အေးအေးဆေးဆေးလေးနဲ့အသက်တာကိုအသက်ရှင်သွားမယ်ကုံဆုံးသွားမယ်ဘာပူပင်တော့ကမှမရှိဘူးလို့တွေးကောင်းတွေးနေပြီးတော့မှသွားနေတတ်တဲ့သူတွေလည်းရှိမှာဖြစ်ပါတယ်သို့တော့ကျမနဲ့တူနေတဲ့ဘဝတူတွေလည်းရှိမှာဖြစ်ပါတယ်ဆိုတော့ကကျမတို့ဘယ်ထဲမှာနေလဲဆိုလို့ရှိရင်ပူလောင်ခြင်းတွေထဲမှာနေတယ်ရာသီဥတုကလည်းပူအိုက်ဆက်နေတယ်ပေါ့နော်ကျမတို့ရောက်လာတာနဲ့ဆရာကရေခွက်ချပေးတဲ့ရေတောက်ဖို့ပေါ့နော်အရန်ပူလာတယ်ဟုတ်တယ်ရာသီဥတုကအရန်ပူပြင်းလာပါတယ်တရက်ထက်တရက်ပေါ့နော်ပြီးခဲ့တဲ့ရက်ကဆိုကျမ Facebook ကိုပုတ်တာ Facebook ကြည့်နေရင်းနဲ့ပေါ့နော်အဲ့မှာဘာတွေ့ရလဲဆိုတော့ trans man တွေပေါ့နော်tomboy လေးတွေသူတို့တွေက operation တွေလုပ်ကြတယ်ပြီးတဲ့အခါမှာသူတို့ရဲ့ comments တွေကိုကျမကြည့်လိုက်တော့အဲ့မှာအမျိုးသမီးတွေကလည်းရေးထားတယ်ပေါ့နော်ကဲလို့ပါအောင်ငါတို့တွေလည်းပဲခွဲထုတ်ပစ်လိုက်ခြင်းတယ်ယောက်ျားလေးတွေလိုပဲဗလာပဲနေချင်တယ်ပေါ့ဆိုတော့ပူလောင်မှုကအရန်ပဲကျမတို့ကိုတိုက်ခိုက်လာတယ်ပေါ့နော်ဆိုတော့ကအခုအချိန်မှာကျမပူလောင်တာနဲ့ပတ်သက်ပြီးတော့ပေါ့ဘလို့ပူလောင်မျိုးတွေရှိတာလဲဆိုတဲ့အရာကိုစဉ်းစားကြည့်ချင်တယ်ဟုတ်ပြီကျမတို့ပထမဦးဆုံးအနေနဲ့ပူလောင်တယ်လို့ပြောတဲ့အခါမှာပထမဦးဆုံးပူလောင်မှုကဘာလဲဆိုလို့ရှိရင်အုပ်ချုပ်မှုများနဲ့ပူလောင်ခြင်းကျမဒီမှာရက်နေတာဖခင်เจ้าထဲမှာဖြစ်ပါတယ်ကျမနိုင်ငံရေးလောက်တာလည်းမဟုတ်ပါဘူးနိုင်ငံရေးပြောမှလည်းမဟုတ်ပါဘူးကျမတို့ရဲ့နိုင်ငံရေးအခြေအနေရပူလောင်မှုကိုကျမပြောတာမဟုတ်ပါဘူး personal ကိုယ်ပိုင်ကျမတို့လူသားတယောက်အနေနဲ့ကိုအုပ်ချုပ်မှုမှာပူလောင်ခြင်းဖြစ်ပါတယ်တချို့လူတွေလူငယ်တွေအခုပဲထပြီးတော့မှအလုပ်တစ်ခုခုကိုထလို့မလို့နဲ့ရုတ်တရက်ပြန်ထိုင်သွားတယ်ရုတ်တရက်ပဲအခုပဲထသွားမလို့နဲ့သွားချင်စိတ်ပျောက်သွားတယ်ကိုယ်ပိုင်ကိုအုပ်ချုပ်မှုကျမတို့ကိုအသက်ရှင်နေတာဘာမှလည်းမသိတော့တဲ့အခြေအနေအိမ်တော်မိသားစုထဲမှာကို့မှာသားသမီးတွေဖျားပေးထားတဲ့ရင်သွေးတွေကိုပြိုးထောင်နေရတယ်သို့တော်လည်းပဲမိဘအနေနဲ့ဘလို့အုပ်ချုပ်စီမံမှုတွေနဲ့လှုပ်ပြီးတော့မှဥဆောင်ပြီးတော့မှဒီခရစ်ယာန်အိမ်တော်မိသားစုပြိုးထောင်မှုတွေမှာဆက်ပြီးတော့မှပါဝင်မလဲတစ်ခါမှဝေခွဲမရဖြစ်ရတယ်တချို့လူကြီးတွေဖြစ်နေပြီးအဖိုးဖွားတွေဖြစ်နေပြီးကုံဆုံးသွားတဲ့အချိန်တွေအများကြီးပဲရှိသွားပြီဒါပေမဲ့အခုစပြီးတော့မှပြစ္ဆုတ်ပံကနေစပြီးတော့မှဆက်လက်ပြီးသွားရမယ့်အနာဂတ်မှာဘယ်လိုရည်တည်ရမလဲမသိတော့တဲ့အခြေအနေကိုဆုံးဖြတ်ချက်တစ်ခုခုကိုလှုပ်ဆောင်ဖို့ရန်အတွက်ခက်ခဲနေတဲ့အချိန်ဒီမှာရှိနေတော့ယုံကြည်သူသားသမီးတွေရင်ဆိုင်နေရတာမသိဘူးတစ်ခါမှအရန်ခက်ခဲပါတယ်ကျွန်တော်တို့ကိုနားလည်နိုင်ဖို့ကိုရှစ်ဆက်ဘုရားသခင်ရဲ့အလိုတော်နဲ့အသက်ရှင်ဖို့ဘုရားသခင်ရဲ့အလိုတော်နဲ့ပြည့်မီခြင်းရှိလားမရှိလားဆိုတာကိုပိုင်းခြားတတ်ဖို့တော်တော်လေးခက်ခဲပါတယ်ဒါကအုပ်ချုပ်မှုကိုအုပ်ချုပ်မှုဖြစ်ပါတယ်နိုင်ငံတနိုင်ငံရဲ့အုပ်ချုပ်မှုကိုပြောတာမဟုတ်ပါဘူးကြီးရွာတရွာရဲ့အုပ်ချုပ်မှုမဟုတ်ပါဘူးတိတိလေးကျမတို့ကိုယ်ပိုင်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့လှုပ်ရှားမှုကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့လှုပ်ဆောင်ခြင်းတွေကိုဆုံးဖြတ်ဖို့ရန်အတွက်တောင်မှ
ကျမတို့ပူလောင်နေတတ်ပါတယ်ဒါကပထမကျမတို့ရင်ဆိုင်နေရတဲ့ပူလောင်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒုတိယတစ်ချက်ကတိုးတက်မှုများနဲ့ပူလောင်ခြင်းတိုးတက်မှုများနဲ့ပူလောင်ခြင်းဟုတ်ပါပြီကျမတို့ဒီခေတ်ဒီအချိန်ကြီးမှာ changing landscape နဲ့ကျမတို့ရင်ဆိုင်နေရတယ်ပြောင်းလဲနေတဲ့မြင်တွေ့နေရတဲ့အရာအလုံးကပြောင်းလဲနေတယ်အဲ့ဒီပြောင်းလဲတဲ့အရာတွေကဘာတွေလဲတိုးတက်မှုတွေအတွက်ပါပဲကျမတို့ရွေးချယ်စရာတွေအများကြီးရှိလာတယ်ရွေးချယ်မှုတွေထဲမှာကျမတို့တစ်ခါလုံးပါသွားတယ်ဆိုတော့ဘာကြောင့်လဲတိုးတက်နေတယ်ကျမတို့အခုခေတ်တွေကြီးလိုက်ကလေးတွေအရင်ကကျမတို့ရှင်သန်ကြီးထွားလာတဲ့ပုံစံမျိုးနဲ့သူတို့ကိုထိန်းချုပ်လို့မရဘူးအရင်ကကျမတို့ကြီးလာတဲ့ပုံစံနဲ့သူတို့တွေခေတ်မှာမတူတော့ဘူးသူတို့ရဲ့ပုံဝန်းကျင်မတူတော့ဘူးအထူးသဖြင့်ဘာလဲဆိုလို့ရှိရင် social media မှာပြောင်းလဲလာတာဖြစ်ပါတယ်ကျမတို့ social media မှာခါတိုင်းဆိုလို့ရှိရင်ကျမတို့အိမ်နီးချင်းတွေနဲ့မိတ္တဟာရက်ွက်တဲ့အိမ်နီးချင်းတွေနဲ့ကျမတို့ရဲ့ရက်ွက်ကျမတို့ရဲ့အသင်းတော်ကျမတို့ရဲ့ပုံဝန်းကျင်ကမှရှိတဲ့လူတွေနဲ့ကျမတို့မိတ်ဆွေဖွဲ့ပါတယ်အပေါင်းအသင်းလုပ်တယ်သို့သောဒီကနေ့ဒီအချိန်မှာအဲ့ထက်မကကျမတို့မမြင်ရတော့လဲမိတ်ဖွဲ့နိုင်တဲ့အခွင့်အရေးတွေအများကြီးရှိလာပါတယ် social media platform တွေမှာကျမတို့သုံးပြုခြင်းတွေကအများကြီးပဲမြန်မာနိုင်ငံမှာတော့အများအားဖြင့်တော့ကျမတို့ Facebook တွေ Messenger တွေကျမတို့သုံးကြပါတယ်တချို့လူငယ်တွေဆိုလို့ရှိရင်တော့ Instagram တွေသုံးတယ်တချို့လူငယ်တွေဆိုလို့ရှိရင်တော့အမျိုးမျိုးပေါ့ TikTok တွေလုပ်တယ်ကျမတို့ CBN Ministry ထဲမှာခလေးတွေအတွက်တော့၎င်းမိဘများအတွက်တော့၎င်းပညာပေးဖို့ရန်အတွက်အရင်တုန်းက Facebook page တစ်ခုတည်းသာကျမတို့အသုံးပြုခဲ့ပါတယ် media platform အနေနဲ့သို့တော့အခုကျမတို့ဘာတွေလောက်လာလဲဆိုလို့ရှိရင်လူတွေအများကြီးရှိနေတဲ့အသုံးပြုနေတဲ့ social media platform တွေကိုလည်းအသုံးပြုလာရတယ်။ဘာလဲဆိုလို့ရှိရင် TikTok second ကအနည်းငယ်ပဲသွားပါတယ်။လူတွေရဲ့ဆွဲဆောင်မှုကိုခဏလေးမျက်စိတစ်မိတ်လေးအတွင်းထဲမှာယူရတာဖြစ်ပါတယ်။ဆိုတော့အဲ့ထဲမှာလိုအပ်နေတဲ့အရာတွေအများကြီးကိုရောက်နိုင်ဖို့ရန်အတွက်ကျမတို့ပြင်ဆင်ပြီးတော့မှလှုပ်ဆောင်ရတယ်။ဘာလဲဆိုလို့ရှိရင်ဒီ social media နဲ့ပွားချင်းဖြစ်ပါတယ်ဒုတိယပြောင်းလဲလာတဲ့အရာတိုးတက်မှုကကြတော့ artificial intelligence လို့ကျမတို့ခေါ်တဲ့ AI စနစ်ဖြစ်ပါတယ်လူငယ်တော်များများဒီအထူးသဖြင့်မြန်မာနိုင်ငံမှာအသုံးပြုတာကတော့နည်းနေသေးတယ်သို့တော်ညာလည်းအသုံးပြုနေတဲ့သူတွေရှိပါတယ်ရှင်းဆက်လာမယ်ကျမတို့ရဲ့အနာဂတ်မှာဒီစနစ်ကိုကျမတို့အသုံးပြုမယ်ဆိုလို့ရှိရင်လူတွေရဲ့လှုပ်ရှားမှုလူတွေရဲ့လှုပ်ဆောင်မှုလူတွေရဲ့ဉာဏ်ပညာတွေမလိုတော့ဘူးတဖြည်းဖြည်းနဲ့ပေါက်ပြောက်သွားတော့မယ်ဒါတိုးတက်လာတဲ့ AI စနစ်ကြီးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ရှင် cost အသုံးစရိတ်တွေမြင့်မားလာတယ်ကျွန်တော်တို့ဒီကနေ့အိမ်တော်မိသားစုတစ်ခုထဲမှာဖခင်တယောက်တည်းရဲ့ဝင်ငွေနဲ့ဘလို့မှမလောက်နိုင်တော့ဘူးမိခင်ရောဖခင်ရောသားသမီးတွေအရွယ်ရောက်လာပြီဆိုလို့ရှိရင်သားသမီးတွေပါဝိုင်းလို့ရတယ်မိသားစုထဲမှာကြားသိတဲ့ကုန်ကျစရိတ်တွေကိုအတူတကွထမ်းရွက်ရတယ်ဈေးနှုန်းတွေအရန်မြင့်လာတယ်အထူးသဖြင့်ဒီနေရာမှာဆိုဒီတာချီလိတ်မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှဈေးနှုန်းတွေပိုမြင့်လာလိမ့်မယ်ဒါကျမတို့ရဲ့ income ကျမတို့ရဲ့ဝင်ငွေဒီမြန်မာကျပ်နဲ့ဝင်နေတယ်လို့ရှိရင်ကျမတို့ရဲ့ expense တစ်ဖက်ကထွက်ငွေကကြတော့ဘာနဲ့သွားနေလဲဆိုတော့ဘတ်နဲ့သွားနေတာတော့ကျမတို့ရဲ့ငွေဈေးကတက်နေတဲ့ရွေးဒီငွေဈေးကိုလိုက်ပြီးတော့မှအသုံးစရိတ်တွေမှာကွာဟသွားတာဖြစ်ပါတယ်ဆိုတော့ကဒီနေရာတွေမှာတိုးတက်လာတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်လူတွေကအတွေးခေါ်တွေမှာ think fast နော်ကျမတို့တွေးခေါ်မှုတွေကမြန်ဆန်လာတယ်ကျမတို့လူငယ်တွေရဲ့ life ကိုကျမတို့တစ်ချက်လေးဝင်ကြည့်ရအောင်လူငယ်တွေအခုတွေ့တယ်အခုချစ်တယ်အခုကြိုက်တယ်အိမ်တော်တစ်ခုကိုတီထောင်ဖို့အတွက်လေးလေးနက်နက်စဉ်းစားတဲ့နေရာမှာကျမတို့အားနည်းလာပြီးတော့မှအတူတကွနေထိုင်ပြီးတော့မှအိမ်တော်တစ်ခုကိုဖျက်ဆီးခြင်းတယ်အဆင်မပြေလို့ရှိရင်အလွယ်တကူလေးလက်လျှော့သွားခြင်းတယ်ဒါကဖယားလိုနဲ့သွေးဖြီတဲ့အရာလေးတွေဆိုတော့တိုးတက်လာတယ်ဟုတ်ပါတယ်ပို့ပြီးတော့မှရင်းနှီးဖို့အတွက်အချိန်ကမြန်ဆန်လာတယ်သို့တော့ကျမတို့ရဲ့အတွေးခေါ်တွေကဒီမြန်ဆန်တိုင်းကကောင်းတဲ့အရာတွေတိုင်းကိုတည်သွားတဲ့အရာတွေမဟုတ်ပါဘူးလူတွေရဲ့အတွေးခေါ်လှုပ်ဆောင်မှုတွေမှာမြန်ဆန်လာတယ်စားသောက်မှုမှာလည်းပဲဒီလိုပါပဲကျမတို့မြန်မြန်လေးစားချင်တယ်ဆိုလို့ရှိရင်အိမ်မှာတော့ချက်ပြုတ်မနေတော့ဘူးဒီတာချလိုက်မှာကျမတေးတဲ့နေရာမှာဘေးပတ်ဝန်းကျင်မှာကြီးလိုက်စားစရာဖိုင်နေတန်းစီးနေတာပဲအခု online ကနေရန်ကုန်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ food panda တွေ grab တွေကနေပြီးတော့မှကျမတို့နှိမ့်လိုက်ရုံပဲလက်ကလေးနဲ့ရှာပြီးတော့မှနှိမ့်လိုက်ရုံပဲ10မိနစ်15မိနစ်မိနစ်20အတွင်းကျမတို့စီကိုရောက်လာတယ်မိကိုဒိတ်ပဲဘာမှမှွှေးနေစရာမလိုဘူးချက်ပြုတ်နေစရာမလိုဘူး
မြန်ဆန်မှုတွေကတိုးတက်ပြောင်းလဲမှုတွေကအပါအဝင်တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကျတော့ educational landscape ဖြစ်ပါတယ်ကျွန်တော်တို့ဒီတာချီလိတ်မှာခလေးတွေဆိုလို့ရှိရင်မြန်မာကျောင်းပဲထားမလားတရုတ်ကျောင်းသွားမလားဒါမှမဟုတ်ထိုင်းကျောင်းပဲသွားမလားရွေးချယ်မှုတွေပညာရေးနဲ့ပတ်သက်ပြီးတော့အများကြီးရှိလာတယ်မိမတွေဆိုလို့ရှိရင်လည်းကိုသားသမီးအတွက်တစ်ခါမှဘေးအရာကပို့ပြီးတော့မှသိတော်မလဲဆုံးဖြတ်ရလာတယ်ဒါကပညာရေးနဲ့ပတ်သက်ပြီးတော့လူငယ်တွေဆိုလို့ရှိရင်လည်းအရင်တုန်းကဆိုလို့ရှိရင်တက္ကသိုလ်တက်ရင်ပြီးတော့သို့တော့ယခုအခြေအနေမှာဒီ professional အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ပညာရေးတွေအများကြီးပြောင်းလဲလာတယ်သင်တန်းတွေအများကြီးဖွင့်လှစ်လာတာကိုတွေ့ရတယ်ကိုဘယ်အရာကိုစိတ်ဝင်စားလာလဲ short course တွေအချိန်တို့အတွင်းနဲ့သင်ယူပြီးတော့မှကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ပညာရေးကဏ္ဍအမျိုးမျိုးကိုလည်းကျမတို့ရှာဖွေလို့ရနေပါပြီအပြင်မှာမရှိဘူးအခက်အခဲတွေရှိလာတယ် okay ရတယ်ကိစ္စမရှိဘူးဘယ်မှာသွားပြီးတော့တက်လို့ရလဲ online ကနေကျမတို့တက်လို့ရတယ်ရန်ကုန်မှာဖွင့်တဲ့ course လားမန္တလေးမှာဖွင့်တဲ့ course လားနိုင်ငံခြားနေတောင်ဖွင့်တဲ့ course လားကျမတို့ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့အရာတွေလှုပ်ဆောင်ခြင်းတဲ့အရာတွေအတွက်အခွင့်အလမ်းတွေရှိလာတယ်ဆိုတဲ့အရာကိုကျမတို့တွေ့လာရပါတယ်နောက်တစ်ခုက luxury ပြောင်းလဲမှုတွေထဲမှာဇိမ်ခံပစ္စည်းတွေလည်းအများကြီးတိုးတက်ပြောင်းလဲလာပါတယ်အရင်တော့မှဆိုလို့ရှိရင်တော့ခက်ကလေးတိုးတက်လာချိန်ဆိုအမျိုးသမီးတွေအတွက်ဆိုခေါင်းလျှော်ဖို့အတွက်spa ပေါ့နော်သို့သောအခုကအနှိတ်ခမ်းနေလဲများလာပြီးအမျိုးမျိုးပဲကျမတို့ shopping mall တွေ center တွေသွားမယ်ဆိုလို့ရှိရင်တော့မှနှိပ်ပေးတဲ့ထိုင်ကုန်တွေအခုပို့ပြီးတော့မှများလာတယ်ဇိမ်ခံလို့ရတဲ့အရာတွေအခွင့်အလမ်းတွေကအများကြီးဖြစ်လာတာကိုတွေ့ရတယ်အဲ့ဒီလိုပဲ marketing landscape လည်းပဲပြောင်းလာပါတယ်ဈေးရောင်းတယ်အခု online မှာ online shopping တွေအများကြီးပြောင်းလဲလာတယ်လူငယ်တွေဆိုလို့ရှိရင်ဈေးမသွားချင်တော့ဘူးမသွားတော့ဘူးလေအချိန်ကုန်တယ်လူလည်းပြင်ပန်းတယ် online ကနေပဲဝယ်လိုက်တာပေါ့နော် delivery ကကိုသွားရမယ့်ဈေးနဲ့ရှင်လိုက်လို့ရှိရင် delivery ကတော့တန်နေသေးတယ်စသဖြင့်ကျမတို့ရဲ့တိုးတက်လာမှုအခြေအနေတွေဒါတွေကပူလောင်ခြင်းတွေဖြစ်လာပါတယ်ကိုကနှိုင်းရှင်လာတဲ့အခါမှာဒီအခြေအနေကိုပြည့်မမီလာဘူးဆိုလို့ရှိရင်ကို့အတွက်သောကတွေများလာတယ်ဒီပူလောင်ခြင်းကကိုယ့်ကိုရိုက်ခတ်လာတယ်ကိုယ့်ကိုရိုက်ခတ်လာတဲ့အပြင်ကိုယ့်ရဲ့မိသားစုကိုထိခိုက်လာတယ်ကိုယ့်ရဲ့အသင်းတော်နဲ့ဝေးကွာချင်လာတယ်ကိုယ့်ရဲ့ခရိယာအသက်တာနဲ့ပို့ပြီးတော့မှကင်းဝေးသွားချင်တယ်ဒါကကျမတို့ရဲ့ပူလောင်ခြင်းဒုတိယတစ်ခုဖြစ်ပါတယ်တတိယပူလောင်ခြင်းကဘာလဲဆိုလို့ရှိရင်ကျမတို့တွေရဲ့အသက်တာထဲမှာရင်ဆိုင်နေရတဲ့ခရိယာအသက်တာလိုက်ရှောက်မှုပူလောင်ခြင်းဖြစ်ပါတယ်ခရိယာအသက်တာလိုက်ရှောက်မှုပူလောင်ခြင်းဖြစ်ပါတယ်ဒီကနေ့ကျမတို့တွေခရိယာတရားအနေနဲ့နှုတ်ကပတ်တော်ကတော့ပေါ်ပြထားတဲ့ joy ပျော်ရွှင်မှုအတွက်ဖြစ်တယ်ဝမ်းမြောက်ဖို့အတွက်ဖြစ်တယ်သို့တော်လည်းဒီကနေ့ကျမတို့ဝမ်းမြောက်ဖို့ရန်အတွက်ဘာတွေနဲ့ရင်ဆိုင်နေရလဲ pain နာကျင်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ခရိယန်တရားသက်တာအနေနဲ့လိုက်ရှောက်ဖို့ရန်အတွက်ဒီ joy နဲ့ pain မှာကျမတို့ဝေခွဲနေရတယ်ကျမတို့ကြုံတွေ့နေရတယ်ဒါကကျမတို့ရဲ့ပူလောင်ခြင်းခရိယန်အသက်တာအနေနဲ့ဖြစ်တယ်ဒုတိယတစ်ခုကဘာလဲ up and down အခြေအနေတွေဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့ကျမတို့စီးပွားရေးအောင်မြင်နေတယ်သို့တော်လည်းအဲ့ဒီဓာတ်ကိုထိမ့်သိမ်းဖို့ရန်အတွက်ခက်ခဲလာတဲ့အခါမှာဒီအောင်မြင်ခြင်းကရုပ်တရက်ကြီးဝါးနဲ့ကျဆင်းသွားတယ်ကိုယ့်ရဲ့အသက်တာကိုပြန်ပြီးတော့တည်ငြိမ်အောင်လှုပ်ဆောင်နိုင်ဖို့ကခက်ခဲလာတယ်ကျွန်တော်ကြားရတယ်ဒီဘက်ချမ်းပါပေါ့နော်တစ်ခါမှဝင်ငွေတွေအရန်ကောင်းတယ်သို့တော်လည်းအဲ့ဒီဝင်ငွေတွေကအဲ့ဒီနေရာမှာပဲလုံးနေတာအပြင်ထွက်ဖို့တခြားတောင်းတဲ့နေရာတွေကိုရောက်နိုင်ဖို့ရန်အတွက်အခြေအနေတွေကပေးမလာတဲ့သူတွေအများကြီးရှိပါတယ်ဆိုတော့ကကျွန်တော်တို့ဒီ up and down အနစ်အခြေအနေတွေကိုကျွန်တော်တို့ကင်တွယ်နိုင်ဖို့ကအရေးကြီးပါတယ်သို့တော့ဒီကနေ့အဲ့ဒီအနစ်အခြေအနေတွေကပူလောင်ခြင်းဆိုတဲ့အရာတွေကိုပေးနေတာလည်းဖြစ်ပါတယ်နောက်တစ်ချက်က hope and disappointment မျှော်လင့်တာနဲ့စိတ်ပြတ်တာကျမတို့ကိုနှုတ်ကပတ်တော်ကတော့မျှော်လင့်ဖို့အတွက်ပြောနေပေမဲ့ကျမတို့ဒီကနေ့လူအမြင်လူဇာတိအတွေးခေါ်နဲ့ကျမတို့မမျှော်လင့်နိုင်ဘဲနဲ့စိတ်ပြတ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်ရတတ်ပါတယ်လူငယ်အများစုရင်ဆိုင်နေရပါတယ်နောက်ဘာတွေရင်ဆိုင်ရသေးလဲခရိယန်အသက်ကလက်လျှောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှ faith and fear ယုံကြည်ခြင်းနေရာမှာဘယ်ဟာကအစားထိုးပြီးတော့မှကိုယ့်ကိုပူလောင်စေလဲဆိုလို့ရှိရင်ကြောက်ရွံ့မှုကအစားထိုးဝင်လာတာဖြစ်ပါတယ်အဲ့ဒီလိုပဲ win and loss အောင်မြင်ခြင်းနဲ့ကြာရှုံးခြင်းဒီအရာတွေကျမတို့ရဲ့အသက်တာထဲမှာအစားထိုးပြီးတော့မှခရိယန်တယောက်ရဲ့အရေးအသွေးနဲ့ပြည့်မီဖို့ရန်အတွက်နေရာယူလာတဲ့အခြေအနေတွေကကျ
ကျမတို့အသက်တာမှာရင်ဆိုင်နေရတဲ့ပူလောင်ခြင်းတွေဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီကနေ့ရင်ဆိုင်နေရတဲ့ဒီပူလောင်ခြင်းတွေကိုဘယ်လိုအောင်မြင်စေမလဲကျမတို့နှုတ်ကပတ်တော်ကဘာပြောထားလဲနှုတ်ကပတ်တော်ထဲမှာသဘာပတိကျမတို့ဆရာမနှင်းဝီလည်းဖတ်သွားတယ်သဘာပတိလည်းပဲကျမယုံကြည်တယ်ကျမတို့ရဲ့ဘာသာစကားနဲ့ဖတ်သွားမယ်ဆိုတဲ့အရာပေါ့နော်တို့က92ခုမြောက်သောဆာလံအပိုက်ငယ်7နှစ်ထဲမှာဖြောင့်မတ်သောသူသည်စွန်ပလွန်ပင်ကဲ့သို့ပွင့်လန်း၍လေဗနုန်တန်ပေါ်မှာအာရစ်ပင်ကဲ့သို့ကြီးပွားလိမ့်မည်ဒီအပင်ကြီးတွေကိုကျမတို့ဘယ်မှာသွားတွေ့ရတာလဲသူတို့တီနေရာကိုကျမတို့ကြီးလိုက်စမ်းပါဟိုးကန္နာရမှာဖြစ်ပါတယ်ကျမတို့လူတွေကသွားပြီးတော့မှရေလောင်းပေးနိုင်တဲ့နေရာတွေမှာမဟုတ်ပါဘူးလူတွေကသူတို့ကိုပြိုးထောင်ပေးနိုင်တဲ့နေရာမဟုတ်ပါဘူးကန္နာရကြီးထဲမှာပေါက်ပွားလာတဲ့အပင်တွေဖြစ်ပါတယ်အဲ့ဒီအပင်တွေဒီနှစ်ရှည်ပင်တွေဖြစ်ပါတယ်ခိုင်ခန့်တဲ့အပင်တွေဖြစ်ပါတယ်တရားလေးခုမြောက်သောဆာလံ16-19မှာဆိုထာဝရဘုရားသစ်ပင်စိုက်တော်မူသောလေဗနုန်အာရစ်ပင်တို့သည်လည်းရောက်ရဲလျက်ရှိကြ၏ဒီနေရာမှာဘာတွေ့ရလဲဆိုလို့ရှိရင် the trees of the Lord are well watered ကောင်းကောင်းမွန်မွန်နဲ့ရေလောင်းခြင်းခံရတယ်လို့ပြောထားတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ဘယ်သူရေသွားလောင်းလဲဒီတဲ့တဲ့နေရာကြီးမှာဒီအပင်တွေရှင်သန်ဖို့အတွက်ဒီအပင်တွေအကျိုးဖြစ်နေဖို့အတွက်ကိုဘယ်သူကဂယုစိုက်ပေးနေတာလဲဘယ်သူမှမရှိပါဘူးဒါပေမဲ့ပူလောင်တဲ့တဲ့တဲ့နေရာကြီးမှာရှင်သန်နေတယ်သူတို့ရဲ့ရှင်သန်ခြင်းတွေကတကယ်ပဲအကျိုးဖြစ်စေတဲ့အရာဒီနေ့ကျမတို့လူသားတွေအနေနဲ့ယုံကြည်သူတွေအနေနဲ့ပြန်ပြီးတော့မှစဉ်းစားသုံးသပ်ကြည့်ရအောင်ကျမတို့ပူလောင်နေတဲ့လောကကြီးထဲမှာလည်းပဲဒီအာရစ်ပင်လို့ကျမတို့ရဲ့အသက်တာကပွင့်လန်းနေလို့စွန်ပလွန်ပင်လို့ကျမတို့ရဲ့အသက်တာကလန်းဆန်းနေဖို့ရန်အတွက်လိုအပ်ပါတယ်ဆိုတော့ဘယ်လိုနီးလန်းနေနဲ့ကျမတို့လန်းဆန်းမလဲဘယ်သူ့ကိုရေလောင်းခိုင်းမလဲဘယ်သူမပြုတ်မိမှုပေါ့နော်ဘယ်သူမှရေလောင်းခိုင်းကြမှာမလိုပါဘူးပထမတစ်ချက်ကျမတို့ဘာလုပ်ဖို့လိုလဲအဲ့ဒီအရင်အမြင့်လေးကိုသိဖို့ရန်အတွက်ဒီစွန်ပလွန်ပင်လေးအာရပင်လေးဘာကြောင့်ရှင်သန်ကြီးထွားရလဲပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင် water storage ရေတွေကိုတိုးလှောင်ထားတဲ့နေရာရှိနေလို့ဖြစ်ပါတယ်ရေတွေကိုတိုးလှောင်ထားတဲ့နေရာရှိတယ်ဒါသူတို့ရဲ့အပင်စီထဲမှာရှိနေတဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်အဲ့ဒီလျှို့ဝှက်ချက်တွေကိုကျမတို့ဒီကနေ့ရယူဖို့ရန်အတွက်လည်းလိုအပ်ပါတယ်ဒါတို့ဓမ္မရာဇဝင်ကျုပ်200ပေါ့နော်200ကျုပ်အခန်းငယ်14-15ထဲမှာကျမတို့ဘယ်သူအကြောင်းကိုတွေ့ရမလဲဆိုလို့ရှိရင်အာသမင်းအကြောင်းကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်200ကျုပ်215မှာဖြစ်ပါတယ်ဒီနေရာမှာဘာပြောထားလဲဆိုလို့ရှိရင်အာဇရိတီအာသမင်းကိုကြိုဆိုခြင်းကသွားလျက်အိုးအာသမင်းအိုးယူဒအမျိုးဘီယာမိန်အမျိုးသားအပေါင်းတို့ငါစကားကိုနားထောင်ကြလော့သင်တို့သည်ထာဝရဘက်ဖျားဘက်၌နေရင်ငြင်းစဉ်ကာလထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူမည်ထာဝရဘုရားကိုရှာတွေ့ရင်အတွေ့ခံတော်မူမည်စွန့်ရင်သင်တို့ကိုစွန့်တော်မူမည်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာအာသမင်းကဘာလုပ်ရလဲဆိုလို့ရှိရင်သူ့ရဲ့တစ်ဖက်ရန်သူနဲ့စစ်တိုက်သွားဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတော့တစ်ဖက်ရန်သူကိုစစ်တိုက်ဖို့ရန်အတွက်သူ့ရဲ့အင်အားကိုကြည့်မယ်ဆိုလို့ရှိရင်ယူဒနဲ့ဘီယာမိန်နဲ့ယူဒဘက်မှာသူ့ရဲ့စစ်အင်အားက3000ရှိတယ်ဘီယာမိန်ဘက်မှာသူ့ရဲ့စစ်အင်အားက2800ရှိပါတယ်သို့တော့သူ့ရဲ့တစ်ဖက်ရန်သူကတော့သိန်းချီရှိပါတယ်သိန်းချီရှိတယ်သူ့မှာမြင်းတက်လည်းရှိတယ်ပေါ့နော်လူအင်အားအပြင်ကိုစစ်တပ်ကလည်းရှိနေသေးတယ်အဲ့ဒီရန်သူတွေကိုသွားပြီးတော့မှတိုက်ခိုက်ရမှာဖြစ်ပါတယ်သူတို့နေတာကယေရုရှလင်မှာဖြစ်တယ်ယေရုရှလင်ကနေပြီးတော့မေရှေရှာမြို့ကိုသူတို့သွားရမှာဖြစ်တယ်မိုင်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်32မိုင်ကျော်ရှိပါတယ်အဲ့ဒီခေတ်အခြေအနေနဲ့ဆိုလို့ရှိရင်ဘာရင်းမှကျမတို့သုံးလို့မရဘူးပေါ့နော်ခြေထောက်နဲ့လမ်းလျှောက်သွားရတာဖြစ်တယ်သူတို့ကအဲ့ဒီနေရာကိုလမ်းလျှောက်သွားလို့ရှိရင်အဲ့ဒီ32မိုင်ကျော်ဆိုလို့ရှိရင်လူတစ်ယောက်ရဲ့လမ်းလျှောက်နိုင်မုန်းပေါ့နော် Google ကနေ browse ကြည့်လိုက်တော့10နာရီဝန်းကျင်လောက်လျှောက်ရတယ်သူတို့ကအဲ့ဒီမရေရှာမြို့ကိုသူတို့ကသွားပြီးတော့မှတိုက်ခိုက်တယ်လူအရန်ပမာဏကွာဟပါတယ်ဒါပေမဲ့ဖယားရဲ့ဂတိတော်ကဖယားကိုမျှော်လင့်ရင်သူတို့နဲ့အတူဖယားကရှိနေမယ်စွန့်ပယ်ရင်သူကလည်းစွန့်ပယ်မယ်လို့ပြောတာဖြစ်ပါတယ်သူ့ရဲ့ storage ကိုသူပြန်ပြီးတော့စစ်ရတယ်
တခါမှအင်အားကိုမှရှိတဲ့အင်အားကိုမျက်စိနဲ့မြင်နိုင်တဲ့အင်အားပမာဏကိုဒါကျမတို့မြင်တတ်တယ်ဒါပေမဲ့အဲ့ဒီ storage ကဘာ storage လဲတိုးလောင်ကန်ကလိုအပ်တဲ့အရာကယုံကြည်ခြင်းနဲ့နာခံခြင်းဖြစ်ပါတယ်ကျမတို့ရဲ့တိုးလောင်ကန်ထဲမှာအဲ့ဒီရေကိုကျမတို့ထားရမယ်ဆိုလို့ရှိရင်အဲ့ဒီမှာစစ်တိုက်တဲ့အခါမှာအောင်မြင်သွားတာတွေမကောက်ပေါ့နော်မရေရှာမြို့ကနေပြီးတော့မှဆက်ပြီးတော့ဂေရာမြို့ကိုသူတို့ဆက်သွားတယ်မရေရှာကနေဂေရာကိုသွားတဲ့အခါမှာ28မိုင်ရှိပါတယ်အဲ့ဒီအထိသွားတဲ့အခါမှာရန်သူတွေလုံးဝတိုက်မလာတော့ဘူးသူတို့လုံးဝကိုအပြတ်အသက်အောင်မြင်သွားတယ်လို့တမန်ကျမ်းစာကဖော်ပြထားပါတယ်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာပြိုင်ပွဲတွေကိုပြိုင်ရတဲ့အရာတွေဒီအင်အားကြီးမားသောအရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်သို့သောဖယားနဲ့အတူသွားတဲ့ storage ဒီတိုးလောင်ကန်ကြီးကိုကျမတို့အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုလို့ရှိရင်ရေတွေအလုံးအလောက်ရှိနေတယ်ဆိုလို့ရှိရင်ကျမတို့မအောင်မြင်နိုင်စရာအကြောင်းမရှိပါဘူးရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9အခန်းငယ်35ထဲမှာငါ့ကိုယုံကြည်သောသူသည်ကျမ်းစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစမ်းရည်တွင်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အသက်ရည်ထွက်ရာစမ်းရည်တွင်ဖြစ်မယ်လို့နှုတ်ကပတ်တော်ကပြောထားပါတယ်ဆိုတော့ကျမတို့ယုံကြည်သူတွေဒီစမ်းရည်တွင်ကိုထွက်နိုင်ဖို့ရဲ့အတွက်ကျမတို့ရဲ့သို့နှောင်ကန်သည်ကျမတို့ပြန်ပြီးတော့မှတော့သုံးသပ်ဖို့လိုတယ်စစ်ဆေးဖို့လိုအပ်ပါတယ်ကျမတို့တွေအသက်တာထဲမှာဒီပူလောင်မှုတွေကိုပူလောင်မှုတွေထဲမှာထားပဲနဲ့ကျမတို့ဒီကောင်းမှုနဲ့တစ်ပင်ကြီးတွေရေတိုလောင်ကန်ရှိသလိုကျမတို့ရဲ့အသက်တာထဲမှာတိုလောင်ကန်ကိုတည်ဆောက်သွားဖို့အတွက်ဖြစ်တယ်ဒုတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီတစ်ပင်ကြီးတွေကဒီကဏ္ဍရထဲမှာသဲမုံတိုင်းနေမီးမုံတိုင်းနေလဲရင်ဆိုင်ရတတ်ပါတယ်သူတို့အလိုလိုတည်ငြိမ်မှုရှိနေတာမဟုတ်ပါသို့တော်ညာလဲသူတို့မှာဘာတွေရှိလဲဆိုလို့ရှိရင် resistance ခံနိုင်ရည်စွမ်းအားရှိတယ် resistant to ဘာလဲ drought နော်ဘာအစာဘာမှခေါင်းပါခြင်းနေပူဆွေးခြင်းနေနောက်တစ်ခါ wind လေတွေအမျိုးမျိုးလာလိမ့်မယ်နောက်တစ်ခါ fire ဒီအရာတွေကိုခံနိုင်တဲ့ခွန်အားတွေရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့လူတွေကမွေးဖွားလာလို့ရှိရင်သူ့ရဲ့ resilience တွေမတူညီကြပါဘူးတစ်ယောက်နဲ့တစ်ယောက်သို့သောကျွန်တော်တို့ယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်နဲ့ယုံကြည်လက်ခံပြီးတဲ့အခါမှာဒီ resistant တွေဒီခံနိုင်ရည်စွမ်းအားတွေဒီယုံကြည်ခြင်းအပြင်ကျမတို့အထဲမှာအတူတူရှိရမယ့်အရာတွေဖြစ်ပါတယ်။ဘယ်အရာနဲ့ပဲရင်ဆိုင်ရကျမတို့အောင်မြင်ဖို့ရန်အတွက်လိုအပ်ပါတယ်။ကျမတို့ရဲ့ဒီမနိုင်တော့ဘူးဝန်လေးလာပြီးပင်ပန်းလာပြီးဆိုလို့ရှိရင်ခံနိုင်ရည်စွမ်းအားတွေကိုပြန်ပြီးတော့မှတည်ဆောက်ရမယ်။ဒီ resistant တွေမရှိတော့ဘူးဆိုလို့ရှိရင်တော့ပူဆွေးမှုတွေပဲရှိမှာဖြစ်ပါတယ်။လာနိုင်တဲ့ဘေးဒဏ်အန္တရာယ်အတားအဆီးတွေတခုမှကျမတို့ကြော့ဖြတ်လို့ရနိုင်မှာမဟုတ်တော့ပါဘူး။သူတို့ကဒီနှစ်ရှည်ပင်တွေကိုကြည့်မယ်ဆိုလို့ရှိရင် resistant ရှိဖို့ရတဲ့ဒီသိပ္ပံပညာရှင်တွေကဘာပြောလဲဆိုလို့ရှိရင်တော့ဒီသစ်ပင်ကြီးတွေထဲမှာတဲ့သူတို့ကိုသူတို့ကာကွယ်ဖို့သူတို့အရွက်ကနေပဲဖြစ်ဖြစ်အပင်ကနေပဲဖြစ်ဖြစ်သူတို့ရဲ့သစ်စည်းတွေကတဲ့ဒီ insect တွေပေါ့နော်ပိုးမွားတွေကလာကိုက်လိုက်လို့ရှိရင်သူတို့စီမှာထွက်သွားတဲ့အစည်းတွေကဒီပိုးမွားတွေရဲ့ level ကိုသွားပြီးတော့မှ block ဖြစ်စေတယ်ပိတ်ဆို့လိုက်တယ်အဲ့ဒီအခါမှာသူတို့တွေအသက်ရှူလို့မရတော့ဘူးဒါသူတို့ရဲ့ resistant အသက်သူတို့ကွယ်ကာထားတဲ့အရာဖြစ်ပါတယ်သူတို့ကသူတို့ထုတ်လုပ်တဲ့အရာအစိတ်ထုတ်တာမဟုတ်ပါဘူးသူတို့ခန္ဓာကိုယ်ထဲကနေပြီးတော့မှသူတို့ရဲ့အပင်စီထဲကနေပြီးတော့မှသူတို့ထုတ်လုပ်လိုက်တဲ့အရာကကိုယ့်ကိုယ်ကို protect လုပ်ဖို့အတွက်ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်ဒီကနေ့ကျမတို့ဒီမှာအဲ့ဒီ resistant ခန္ဓာရဲ့စွမ်းအားတွေမရှိတော့ဘူးဆိုလို့ရှိရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကိုကျမတို့ကာကွယ်ဖို့အတွက်အတားအဆီးတွေဖြစ်သွားလိမ့်မယ်ဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ဖို့ရန်အတွက်ဒီကနေ့လောကကြီးကကျမတို့ကိုစိန်ခေါ်နေတယ်အမျိုးသမီးတွေကိုယ့်ရဲ့ခန္ဓာကိုကိုယ့်ရဲ့သက်ရှင်မှုကိုကွယ်ကာဖို့အတွက်ဒီကနေ့အမျိုးသားတွေလည်းအပါအဝင်ပါပဲဒါလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပဲရှိသေးတယ်ဖျားပေးထားတဲ့အိမ်ထောင်ဖျားပေးထားတဲ့မိသားစုကိုကာကွယ်ဖို့အတွက်ဖျားပေးထားတဲ့အသက်အမြုံကိုကျမတို့တည်ဆောက်ဖို့အတွက်ကာကွယ်ဖို့ရန်အတွက်လည်းပဲကျမတို့ဒီကနေ့အများကြီးလိုအပ်လာပါတယ်ဆိုတော့ဒီကာကွယ်မှုကိုထောက်လုပ်တဲ့အပြင်နောက်တစ်ခုဘာတွေ့ရလဲဆိုလို့ရှိရင်သူတို့မှာ support ဘင်းနဲ့တပင်သူတို့ရဲ့အပင်တွေမကပါဘူးတခြားသေးကန်နေရာထဲမှာပေါက်တဲ့အပင်တွေကိုရေတွေကိုဖြန့်ဖြူးပေးနိုင်ဖို့ရန်အတွက်သူတို့ရဲ့အမြင့်တွေရဲ့လှုပ်ဆောင်မှုတွေကတကယ်ကိုစနစ်ကျပါတယ်ဆိုတော့
ကျွန်တော်တို့မိသားစုပြောမလားကျွန်တော်တို့အသင်းတော်တွေပြောမလားအဖွဲ့အစည်းပြောမလားယုံကြည်သူတွေပြောမလားကျွန်တော်တို့ရဲ့အသက်တာထဲမှာတူကအားနေတယ်ဆိုလို့ရှိရင်သူတို့ရဲ့အပေတွေလိုပဲစုပ်ယူထားတဲ့အမြင့်ကနေအိုအေစစ်ကနေပြောမှစုပ်ယူထားတဲ့ရီကိုတခြားသောအပေတွေစီကိုသူတို့မျှဝေကြတာဖြစ်ပါတယ်ဒါသိပ္ပံပညာရှင်တွေရဲ့ဖော်ပြချက်အရသိရတဲ့အခါဖြစ်တယ်ဆိုတော့ကျွန်တော်တို့လူသားတွေကဒီသစ်ပင်ထက်ပိုပြီးတော့မှစာနာမှုရှိတဲ့လူသားတွေဖြစ်ပါတယ်နှလုံးသားတွေနဲ့တိဆောက်ခြင်းခံရတဲ့လူသားတွေဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့အသက်တာကိုပြန်ပြီးတော့မှသုံးသပ်ဖို့ရအတွက်ဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီသစ်ပင်တွေရှင်သန်တဲ့အရာမှာပူလောင်မှုတွေကိုကြော်လွှားနိုင်ဖို့ရန်အတွက် deep roots ဆိုတဲ့နစ်နဲတဲ့အမြစ်ကရှိနေလို့ဖြစ်ပါတယ်။ကျွန်တော်တို့ယုံကြည်သူသားသမီးတွေနစ်နဲတဲ့ယုံကြည်ခြင်းအမြစ်ကိုကျွန်တော်တို့ချဖို့ရန်အတွက်ဒီကနေ့အရန်လိုအပ်နေပါတယ်။ကိုလိုသဲအခန်းကြီး2အခန်းငယ်6မှာထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုခံယူပြီးသည်ဖြစ်၍ထိုသခင်၌စိုက်ပျိုးခြင်းတည်ဆောက်ခြင်းရှိလျက်ဤဥပဒေသားကိုခံပြီးသည့်အတိုင်းယုံကြည်ခြင်း၌မြဲမြံစွာဆွဲလန်းလျက်မြဲမြံစွာဆွဲလန်းလျက်ယုံကြည်ခြင်းအမြစ်ကိုကျမတို့ရဲ့အသက်တာထဲမှာချနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီယုံကြည်ခြင်းအမြစ်ကခိုင်ခန့်နေတယ်ဆိုလို့ရှိရင်ဘယ်အရာမှတိုက်ဖြတ်ပြီးတော့မှလင်းဖြိုပစ်လိုက်လို့မရပါဘူးကျွန်တော်တို့ယုံကြည်သူတွေဒီကနေ့ရင်ဆိုင်နေရတဲ့အရာတွေအများကြီးဒီပူလောင်ခြင်းတွေထဲမှာကျွန်တော်တို့လောင်ကျွမ်းသွားတဲ့အသက်တာမျိုးနဲ့အသက်ရှင်ခြင်းမဟုတ်ဘဲနဲ့စိတ်လန်းပြီးတော့မှတပါးသူအတွက်တန်ဖိုးရှိတဲ့ဖခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့သွားဖို့ဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ့်ရဲ့အသည့်တရားကိုပြန်ပြီးတော့မှကိုယ်ပိုင်အုပ်ချုပ်မှုတွေပူလောင်ခြင်းတွေထဲကနေပြီးတော့မှယုံထွက်ပြီးတော့မှကျွန်တော်တို့ water storage ရေလောင်ကန်ကိုကျမတို့ပြုပြင်သို့လောင်ဖို့ရန်အတွက်ဖြစ်တယ်ဒုတိယတစ်ချက်ကတော့တိုးတက်မှုတွေနဲ့ပူလောင်ခြင်းတွေထဲကနေပြီးတော့မှကျမတို့ resistant ခံနိုင်ရည်စွမ်းအားတွေကိုကျမတို့ပြန်ပြီးတော့မှတည်ဆောက်ဖို့ဖြစ်တယ်နောက်ဆုံးတစ်ချက်ကတော့ခရစ်ယာန်အသက်ကလိုက်လျှောက်ခြင်းဒီပူလောင်မှုတွေထဲကနေပြီးတော့မှကျမတို့နှစ်နေတဲ့အမြင့်တွေနဲ့ဘုရားဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့ဆက်လက်ပြီးတော့မှအသက်ရှင်သွားဖို့နှုတ်ကပတ်သမတရားအပြင်အရောက်စီတိုင်းကိုခွန်အားပေးလိုပါတယ်ကြားရသူရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေကျေးဇူးများကြီးတင်ပါတယ်